နွေရာသီတစ်ခုမှာတစ်ပင်လေးတစ်ပင်ဟာရေငတ်ပြီးခြောက်သွားနေတဲ့အရွက်တွေတောင်မလှတော့ဘူးရေနည်းနည်းပဲရရင်ငါပြန်ရှင်နိုင်မယ်ဒါပေမဲ့ဘယ်သူမှမကူညီဘူးငါအရမ်းပင်ပန်းနေပြီအဲ့ဒီအချိန်မှာတိမ်တိုက်ကလေးတစ်ခုလေထဲကလှိမ့်လာတယ်ဟဲဒီတစ်ပင်လေးဘာဖြစ်နေတာလဲအရန်ပင်ပန်းနေတယ်လို့ပဲငါကူညီတင်လားဒါပေမဲ့တိမ်တိုက်ကလေးကသူ့မှာရေမလောက်မယ်လို့စိုးရိမ်နေကိုယ်တိုင်ပဲထိန်းထားခြင်းနဲ့တစ်ဆက်လောက်ပဲဖြစ်ဖြစ်ငါ့ကိုကူညီပါငါမရှင်နိုင်တော့ဘူးအဲ့ဒီစကားတွေကြားပြီးတိမ်တိုက်ကလေးရဲ့နှလုံးသားလှုပ်ရှားသွားတယ်โอเคငါမှရှိတာလေးနဲ့ပဲမင်းကိုကူညီမယ်မင်းပြန်ရှင်ရမယ်မိုးရေတစ်ဆက်တစ်ဆက်နဲ့တစ်ပင်လေးပြန်လဲရှင်သန်လာတယ်အရွက်တွေပြန်စိမ်းလာတယ်ကျေးဇူးတင်ပါတယ်မင်းမရှိရင်ငါမရှင်နိုင်ဘူးမင်းရဲ့မေတ္တာကငါဘဝကိုပြန်ပေးခဲ့တယ်မေတ္တာဆိုတာကိုမှရှိတာနည်းနည်းနဲ့တောင်ဝေမျှနိုင်တဲ့အရာပါကိုချင်းစာတက်ရင်ကဘာကပိုလှလာမယ်